Okay, opera မင်္ဂလာပါကျွန်တော်အခုshare ဟောင်းပေါ့နော် share ဟောင်းတော့မယ်ဦးတက်မှာ share ဟောင်းကspider ထက်နည်းနည်းလေးပိုခတ်သွားတယ်ပေါ့နော် normal မှုမှာဟမ်မှုတို့ pro မှုတို့ရောက်ရင်တော့ armor set တွေရောပုံတမ်းမေးကောင်းကောင်းထွက်တဲ့ဟာပေါ့နော်မှာ tire fight တွေပြင် armor set တွေပြင် mod တွေကောင်းကောင်းထည့်ထားရဆိုရင်တော့ပင့်ကူတက်အထက်တော့ပိုလွယ်တယ်နော်အဲ့တော့ကျွန်တော်အခုဘာတွေသုံးထားလဲဆိုတော့သူ့ကိုတက်ဖို့ကျွန်တော်ဂီယာဟောပါတော့ဒီမှာဒါကျွန်တော်စကားပေါ့နော် the left vela ကိုtire fight ထည့်ထားတယ်ဒီကောင်ကိုcalibration 4ဆင့်မြင်ထားတယ်ပေါ့နော် calibration 4ဆင့်မြင်ထားတယ် armor set တွေကတော့ကျွန်တော်တို့ဟောရတယ်ပေါ့ဒီ tire 4တွေပေါ့နော် tire 4တွေကို calibration 0တွေပဲရှိသေးတယ်လုံးဝမတင်ရသေးဘူးအဲ့တိုင်းလေးလာတက်တာပေါ့နော်နည်းနည်းတော့ခတ်တယ်ပေါ့နော်နောက်မယ်မှုမှာခတ်တယ်နောက်ပိုင်းညရင်ညတော့အထာတင်ကောင်းလွယ်ပါโอเคအဲ့ဒါကျွန်တော်ဝင်မယ်โอเคအဲ့ဒါ under โอเคထဲရောက်ပြီဆိုရင်ကျွန်တော်တို့တက်မဲ့သူ့စီကို boss စီကိုတောင်းမယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဒီဇလန်ကြီးခဏကြည့်တယ်မကြည့်ဘူးကြော်မယ်ဒီမှာဒီတကားပေါက်လေးဒီမှာတစ်ပေါက်ရှိတယ်ဟိုဘက်မှာတစ်ပေါက်ရှိရဗျဟိုဘက်ပေါက်ကနေဝင်ဒီဘက်ပေါက်ကိုထွက်တယ်ဒီဘက်ပေါက်ကနေဝင်ဟိုဘက်ပေါက်ထွက်တယ်နော်pro move နဲ့ ham move တွေမှာဆိုလို့ရှိရင်အဲ့တကားပေါက်လေးတွေအရန်သုံးနေပါတယ်သူပြေးလာတဲ့အချိန်ကျရင်ကိုကပြေးဖို့ဘလို့မှမမီဘူးဆိုရင်လို့အပေါက်ထဲဝင်ပြေးတာပေါ့နော်အပေါက်လေးနားမှာနေပြီးတော့တတ်တာပေါ့နော်ကိုကတော့တိတ်မလို့ဘာလို့ damage ထွက်တယ်ဖြစ်တဲ့အတွက်ဒီကောင်က normal move ဆိုတော့ခဏလေးနဲ့တိတ်မှာပေါ့နော်ကျွန်တော်နားအောင်သွားမယ်ပြက်မယ်ပေါ့နော်စပြီးတော့ဟလာထိတာနဲ့စုပ်ပြတ်တက်သွားနော်ဒီကအဲ့လိုရေထဲဝင်သွားပြီဆိုလို့ရှိရင်ပြန်သူပြေးလာတယ်တအားမြန်တယ်ဗျာဒီမှာတော့ရှောင်လို့လွယ်သေးတယ်ဟပ်ဖို့နဲ့ pro ဘူးရမလို့မလွယ်တော့အားလေးတစ်ချက်ပေါ့နော်ကျွန်တော် shop နယ်ပေးဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ report ချိန်နေပြဘူးကျွန်တော်အချိန်ကြီးနေရာပြတယ်သူ report order ရှိတယ်နော်အဲ့ဒါဒီမှာလက်မောင်းမှာသူလင်းလာတယ်လက်မောင်းလင်းတဲ့နေရာလိုက်ပြတယ်နော်အဲ့ဒါဟိုကအလုံးလေးလက်မောင်းဟာကွဲအောင်မှသူအောက်ကိုခုန်ပြီးတော့ဟောဖြစ်တယ်အဲ့ဒါရှောင်းလို့လွယ်နော်ဟပ်မှုနဲ့ pro ဘူးဆိုတော့အဲ့ဒါမလွယ်တော့ဘူးဒီမှာရှောင်းလို့လုပ်နေတယ်နော်အဲ့ဆွဲပြီးဆွဲရင်နောက်ပြန်ပြေးပါโอ้เตะดีแล้วကုန်တယ်boss မှာတော့3ချိန်ပဲပြန်ပြီးတော့ထောက်လိုက်ရတယ်ပေါ့နော်ဟိုကအဒီနာ line shot သုံးမယ်ဆိုလို့ရှိရင်ရတော့ခမ်းမှုလို့ပုံမှုရောက်တော့လို့ရှိရင်တို့ arena line shot ကိုဟိုကတို့တစ်ချက်ပဲသုံးလို့ရတယ်နော်တစ်ခါပဲသုံးလို့ရတယ်တော့ဆက်နေပြီဆိုတဲ့အချိန်တိုင်းအာမောင်ပြုတ်အောင်ပြတ်တော့လာတယ်ဆိုတော့အောက်ရဖုံးကိုသေးသေးရတယ်
ပြေတော့ပြေခဏအဲ့ဒါကြည့်ရပါပြီလုံးလေးလည်းပွဲသွားပြီနော်ဒါလည်းလွယ်ပြီနော်ကျွန်တော်ဒါတာယာ5ကန်နဲ့မဟုတ်လို့ပေါ့နော်နည်းနည်းလေးဒမ်းလေးထွက်ပြီးလွယ်နေတာပေါ့မဟုတ်ရင်တော့တိတ်မလွယ်ပါဘူးတာယာ4လို့ပါဦးမှမမြင်သေးပဲနဲ့ဒါပြည့်ရင်တော့နည်းနည်းလေးကြာတယ်ခက်တယ်ပေါ့နော်โอเคအဲ့ဆိုလူထဲမှာဘာလေးကြည့်လဲဘာလေးပါလဲပေါ့နော်လူထဲမှာဘာလေးပါတစ်ချက်ကြည့်လိုက်မယ်โอเคဘယ်လိုတို့ဒီ calibration blueprint တွေလိုချင်တယ်ဆိုလို့ရှိရင်ဒီ boss တွေကိုပေါ့နော်ဘယ် boss ဖြစ်ဖြစ်ဟမ်မူလို့ promo လို့အချိန်ချင်းတက်ပါအဲ့ကနေ legendary gun တွေကြာမယ်ကြားတဲ့ဟာကိုကျွန်တော်တို့ disable လောက်တဲ့ set ထဲထည့်ပြီးဖြတ်လိုက်လို့ရှိရင် calibration blueprint တွေထွက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးရင်ကျွန်တော် mod တွေကmod တွေတစ်ခုချင်းစီအကြောင်းပေါ့နော် mod တွေကဘယ် gun နဲ့ဘယ်လိုလိုက်တယ်ဘယ် gun မှာဘယ်လိုသုံးသင့်တယ်ပြီးလို့ရှိရင် calibration blueprint ကိုဘယ်လိုထည့်သင့်တယ်ပြီးလို့ရှိရင်ဒီ gun တွေကို calibration မြင်တာပေါ့နော် calibration မြင်လို့ရှိရင်30အထိမြင်သွားရင်ဘာတွေပွင့်လာပြီးဘာ effect တွေထည့်ရမယ်အဲ့ဒါလေးတွေနောက်ဗီဒီယိုမှာရှင်းပြပေးသွားပါမယ်ခင်ဗျာအားလုံးကျေးဇူးပါ see you bro